ရတော့ဘာညာတော့ခါနေကြဘာတီးချင်ပါလဲအဲ့ဒါလည်းကောင်းတယ် ဘာမှမ ကဲဘာကင်းလဲပြင်လာပြီ အဲ့မင်္ဂလာပါ ကင်းလေးဖြစ်ပါလေ ဟုတ်ပါတယ်ဟိုရှိကတော့ကျွန်တော်ရဲ့တန်တန်ချင်း AMBB ဖြစ်ပါတယ် အဲ့တော့ဘယ်ကမသိတဲ့သူလေးပဲဖြစ်ပါလေ ကျွန်တော်ကတော့ဟိုဘက်ရွှေပါတယ်ဟုတ်ပါတယ်ဘာလို့အရင်သွားထော့သွားပါလဲကျွန်တော်နှိပ်လိုက်ပါတယ်မကျွန်မဒီရိုးချက်ပေါ်လာတယ်ဟာသွားမယ်ဒီရိုးချက်ကွာဟာဒီရိုးချက် ဟဲ့ငါတို့ရဲ့ဟိုကပတ်စံလည်းမရဘူးနော် ရလိုက်မယ်လေရမယ်ရ ဟုတ်တာလားဟိုက ဒီရဟာမမင်းဟမ် ကဲဘာကင်းပေါက်စီရောင်းနေတယ်မတွေးလိုက်ရလဲပေါက်စီလေး ပေါ့ပြီဘာလို့ဖတ် ပေါက်စီရောင်းနေကြီး မမင်းပါကျွန်တော်ကကတော့ပေါ့စီရောင်းနေကိန်းနေဖြစ်ပါလေ အပေါက်စီကမထောက်ဘူးလားဟာ နှိပ်ရမှာလေ ဟာစလိုက်နေရမလားဝန်ဒီပေါက်စီ အေးဒီ15ချက်ဝါဝယ်ရမယ်15ချက်အင်ရအောင်လို့ကျွန်တော်ကတော့15ချက်အင်ရအောင်လို့နေ ဟိုဒီကင်းကနည်းနည်းဆိုးတာကအဲ့လိုခဏခဏနေနေဟိုကင်းကအော်တိုမင်းဟိုသွား အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဒီမှာ30တန်လေးရပါပြီပဲဖြစ်ပါတယ်ဟိုဘက်ကလေးရပါပါပြီ အဲ့နေမှရတာပေါ့ တိုင်းမြင့်မယ်တိုင်းမြင့်မယ်တိုင်းမြင့်ထောပါအများကြီးမြင့်ကိုကပတ်စံတရားဆောင်နေရပဲဖြစ်ပါတယ်ဟိုမှာတော့ပါမြင့်မို့တော့ ဆိုတော့ငါပတ်စံနည်းနည်းဝါရှာလိုက်ပါဦးမယ်အားလုံးမင်္ဂလာပါပတ်စံနည်းနည်းဝါချလိုက်အောင်မယ်ဟာဦးနာအိမ်ဘက်ကလူရလာတက်တာမျိုးကျွန်တော်တို့ပြန်ထွက်ပြီးပြန်ဝင်လိုက်တာဟာအခုကတော့ပြန်ဝင်လာပါခုနအပန်းအောင်ပါအခုကတော့ဟိုဟာအပြောင်းပြောင်းသွားပဲဖြစ်ပါဟိုကကျွန်တော်ဒီမှာပတ်စံ1500ရှိပါတယ်ကျွန်တော်ဒီမှာဗာလည်းမသိဘူးအပြောင်းဒေါ်ပါဝယ်လိုက်ပါပြီဖြစ်ပါတယ်ဟိုဒီမှာ green နေရ grass မြက်မမြက်ဝင်လာတာ ဘယ်လောက် မြက်ချောင်းလေး ဟာ ပြီးတော့လန်တွန်းနေရော ဟုတ်ဒါမဖွင့်ထားနဲ့လေပိတ်ထားလေပိတ်ထားလေကျွန်တော်လည်း grab ဝယ်လိုက်ပြီဖြစ်ပါတယ်ဒီလေ ငါဘယ်လိုခေါ်မလဲဟေးတော့လာမနာအဲ့ခုနကတော့ဟိုလေကျွန်တော်ဘာလဲမသိဘူးဟိုခုနကတော့ဘယ်ကခွေးမှတာဟာကြီးလည်းမသိဘူးကျွန်တော်တို့ဗန်းချက်ကိုမှားပြီးတော့ဖွင့်မိလိုက်တာပါကျွန်တော်ပြောလိုက်မှားပြီးဖွင့်မိသွားအောင်လို့တောင်းပန်ပါတယ်ဟုတ်ပါတယ် တောင်းမှမှာဒီတောင်းမှမှာ ကျွန်တော်တကယ်တောင်းပန်ပါတယ် အဲ့တော့ဒီမှာဝယ်လိုက်ပြီဟွာပါဝါးတွေဝယ်လိုက်တော့မြေး မြင်းငါလည်းဝယ်လိုက် မြေးနေဝယ်လိုက်ပြီးတော့ပို့ဝယ်ရတာလို့ ဟမ် ပို့ဒီလေပါဘောအဲ့ဒီပို့ဝယ်လိုက်မှာပါ ဘာပုတ် ပို့အော်ဒီကပို့ ရှူလို့ရ ပို့လာတာရောက်လေကွာ ဟမ် မရောက်ဘူး ရိုဘတ်နဲ့ 3000လောက်ပြေးရ ဘာကြီးလဲ ဟိုဟာကြီးမှာပါရှေ့မှာပါဆက်လိုက်လဲမှာဖတ်တယ်ဒါလေးမသိဘူးအဲ့ဒါ3000လောက်ပြေးရမှာ ဟုတ်တယ်ထောင်ကပြန်လို့နင်းပါဝယ်ပြီးသွားတယ်။ထောင်ကပဲလို့မရှိတော့ဆိုင်ပြီးရ ရလို့ဟိုမှာအဝတ်တက်စီပါမလားတဲ့ဦးနော် ထောင်ကဝယ်လိုက် ဘာကြီးလဲ တယ်လီပေါ့လောင်းချာတယ်လီပေါ့လောင်းချာအမ ဟိုဘာကြီး ရော ရော အမ ရှူလိုက်မယ်ရပြီနော် ရှင်းနေတယ်ဟိုဘာပြီးတော့အဲ့ဒီနေ့ကောင်လေးဆော့ပြီးတော့ဝတ်တီ ဟုတ်ပါကျွန်တော်ဝတ်တီးရမှာမကြည့်နဲ့လေ မချက်ကဒီမှာတော့ရ
ဒီဟာရတော့ထောက်ဝယ်လို့မရတော့လားမသိဘူးနော် ချောင်းနေရ အော် ချောင်းနေရ မင်းကဟိုဟာဖဖလောဝယ်လိုက်လေ ဆက်လို့ ဖဖလောဘယ်လိုရဝါနေမမှာကြောက်တွေ့ဖဖလောနေမမှာကြောက်တွေ့ဖဖလောဘောမဖဖလောဘောလား ကျောင်းလေးကလည်းမွေးနိုင်ပါဘူးဆိုမှပဲခဏလာနှိမ့်နေဟောလိုက်ရောင်းဝယ်လိုက်လို့ရှိဝယ်လိုက်ပြီးအောင်ကနှစ်ထပ်ဖြစ်တော့မယ် ဒီကွမ်းပြောနေမင်းကွမ်းပြောနေလေဟိုရှူတူပါတက်ပြီးဟော မိုင်းဆော်ရီပါအတင်းပြောနေမှတော့မသိ ခဏဒီကဝယ်ရအောင်မဟုတ် ဟုတ်တယ်ဖြေကဒီလိုဘလို့တက်အပေါ်လိုက်ကြီး ထောက်နေပတ်စံဘယ်လောက်ရှိလဲ ပတ်စံ1199ထောက်နေပြီအဝယ်လိုက်တော့နော် အေး ဒီကရပါတယ် ဟုတ်လေဟိုတော့မှတော့ပါဝယ်လို့ရမှာ ရ အောက်ဆက်လာပြီးဟိုဟာပတ်စံယူအောင် subscribe စတက်ဝယ်လိုက်ဟိုဒီမင်းဟိုဟာတော့ပါဝယ်ကြမယ်ဒီတော့ပါရေးကြည့်ပတ်စံမယူလဲအော်တော့ပါဟိုက3000နော်3000မှာခဲ့ပတ်စံအေးတယ်ဘယ်လောက်ရှိလဲပတ်စံ 1159ပဲရှိဟုတ်နောင်နေကြရင်ဟိုလာကင်းကြီးဆော့ပြပါမယ်လေနော် ဟုတ်ပါတယ် ဟိုလာကင်းကြီးဆော့ပြပါမယ် ဝါ အပေါ်ပါတယ်အောက်တယ်ကတော့ဝယ်လိုက်ပြီတိုင်းတော့ဝယ်လိုက်ပြီ ဘယ်လိုဝယ်လိုက် မှာ1500နဲ့စာလုံးဖတ်တယ် တော့ပါဘယ်လောက်လဲအခု ထောင်ကျော်နော်တောင်းနေ ဒီဟိုပေါ်ဝယ်လာအောင် what တော့ပါတော့ဝယ်1500ရှိ ချင်းတော့ပါ 1500တော့ပါချောကလက်တော့ဟုတ်ချောကလက်ဟိုပါတယ်ဒါကိုဘယ်လိုခေါ်လဲပေါက်စီဘာကြီးလဲအဲ့ဒါလိုက်တယ်ဟုတ်ဝယ်လို့ရှိပါပြီဆိုတော့ကဲအပေါ်တက်ဖောက်လို့ပြီးမှာပဲပြန်ပြီးတော့ဘလို့ရပြီရမယ် see you night later တော့ပါလာဝယ်ရပါကျွန်တော်ကုတော့ပါတော့ပါစောက်လာဝယ်ရမယ်ဖြစ်ပါတယ်2500လူနေရ1000လောက်ပေးလိုက်ရ ဆမ်မီကရေဘူးလား ဟင် ရေဘူး တော့ပါထပ်ဝါဝယ်မယ်ကုတော့ပါ ညဝိုင်းကညဝိုင်းကျုံးရညဝိုင်းအဆိုင်ဟာနာလေးတွေနေရရနော်ချောတော့နေဟိုရာကင်းဆိုပြမယ်ဆိုဟုတ်ကဲ့ခိုင်းနေဟိုရာကင်းဆိုပြမယ်ခိုင်းနေတဲ့တေးတွေကမင်းဟိုကင်းတိမင်းဟိုဆက်မှာဟိုမေးပါတော့ပတ်စံဆောင်ရပဲဖြစ်ပါတယ်အဲ့ဒါကျွန်တော်ကပိတ်ထားပြီဖြစ်ပါတယ်ဟုတ်ပါတယ် တော့မှတိုင်ပြန်ဖွင့်လိုက်ရအောင်တော့မှတိုင်ပြန်ဖွင့်လိုက်ပိတ်လိုက် ဘယ်ရတော့တာလဲဒီရောက်ချလာလို့ကျွန်တော်လိုက်ချုံးပါလေမထွက်ပြေးပါလေဟိုမှာကောင်းပါလေဟင်ကွာချုံးဝင်လာအဲ့ကောင်ပါလေလမ်းပြဟာငါ့ကိုထိတယ်ကွင်းပါလေ ဒီအင်းဒီ ဘယ်လိုဝင်လို့ရလဲ ဒီနဲ့ဝင်ပြဒီနီးနဲ့မကြည့်တာသူတို့အင်ဂျင်တော်ဝင်ပါပြီပဲဖြစ်ပါတယ်ဟောကျွန်တော်ဝင်ဘယ်လိုဝင်ကောင်းလဲစဉ်းစားပေးကြပါဦးလို့ကျေးဇူးတင်ပါတယ်
ဟောကျွန်တော်ရှော့ရပါတယ်လူများကြီးနဲ့ဝင်သွားတာကျေးဇူးတင်ပါတယ်လေသွားပြီးတော့ဖော်ယူလိုက်တော့ဟိုင်းသွားလို့လားဟိုင်းလို့ရအိုင်းလို့ကျေးဇူးလည်းတင်ပါတယ်ကျွန်တော်တော့ပါအများကြီးပဲဝယ်လိုက်ပြီဖြစ်ပါတယ်ဟုတ်ပါတယ်ဟုတ်ပါရဲ့မင်းဘာဝယ်နေတော့ဒီနေ့ကောင်းလို့နော်အခုကတော့မှပတ်စံ9000ပြအောင်စုနေတာပဲဖြစ်ပါတယ်ကျွန်တော်တော့ပါပတ်စံတစ်ခုကို200ကျော်လောက်တိုးရအောင်ခဏလေးနဲ့တခါရဲ့900တန်းပြေသွားပြီပတ်စံ9000တိုးပါကျွန်တော်နောက်တော့ပါမယ်ဟုတ်ပါတယ်ကျွန်တော်တော့ပါဝါဝင်မှာပဲဖြစ်ပါတယ်အဲ့ဒါကဒီရဲမှာပဲဆုံးသက်လိုက်ရဆုံးတက်လိုက်မယ်တိုင်းအဲ့ဒါရှာမလဲဆုံးတက်လိုက်မယ်ဆုံးတက်လိုက်ခါအားလုံးမဲမင်္ဂလာပါလက်အားလုံးမဲမင်္ဂလာပါဟာငါအင်ဒီပါလိုက်ပြီးတက်တာပါဒီကောင်မမူသေးအားလုံးမဲမင်္ဂလာပါကျွန်တော်လူကတော့ဒါကတော့အကောင်မတဲ့ဒါကျွန်တော်လူရဲ့ဟိုကျွန်တော်လူရဲ့အဆုံးသက်ပဲဖြစ်ပါတယ်ကြိုင်တော့ဒီကောင်မလေးလိုက်တဲ့ဟဲ့ comment တစ်ခုဒီကောင်မမူသေးပါစစ်ကိုင်းနဲ့ like comment တစ်ခုပေးခဲ့မှုပြောချင်ပါတယ်အရှိမဘယ်အကောင်မှလည်းမသိကျွန်တော်တန်နေကြလိုက်တဲ့ခံနေလို့တန်လိုက်ဒါကြီးပါအကုန်ပြောက်သွားပါဒါနေအဲသူလောက်တာပါပြန်မိတ်စာနေ့ကျမှပြန်တွေးကြပါမယ်နေ့ကျမှပြန်တွေးကြပါမယ်မင်းမနော်ဟောလောက်ရလေးရှိတယ်လို့ဗာလည်းမသိ